ဘာဖလားပဲတင်နိုင်မှာ အာဂျင်တီးနားပေါ့ Don't cry for me Argentina ကမ္ဘာဖလားဖိုင်နယ်ပွဲကြည့်မယ်ဆိုစိတ်လှုပ်ရှားတိုင်းဝါနေရမယ်အမဲကင်ကျော်လေးလှုပ်ရှားကြည့်မယ်နော်အမဲသားနှစ်ပိတ်တာကိုတေချာရည်ဆေးပြီးတော့ကင်လို့ကောင်းတဲ့ site လေးတွေတုံးထားမယ်အသားနူးပြီးညှိနှံ့ထွက်သွားအောင်မိနစ်30လောက်အရက်ဖြူနဲ့စိန်ထားမယ်မွေးလေးမာလာဟင်းခတ်မုံပုံမှန်နဲ့ပို့ထုံကိုအခုလိုဘန်းထဲမှာဖြူးပြီးတော့ဇုံလေးနဲ့တမအောင်တေချာမှွေထားမယ်အမဲသားကိုရေစစ်ပြီးတော့အခုလိုအဝိနဲ့ချောက်အောင်တေချာလေးတောက်ထားမယ်နော်ပြီးရင်စလုံးတစ်လုံးထဲမှာခဏထည့်ထားမယ်အခုလိုမျိုးမာလာမှုန့်ပေါ်မှာကင်မဲ့အမဲသားဒုံးလေးတွေကိုလှိမ့်လိုက်မယ်ပြီးရင်အာဘန်နဲ့တစ်မျိုး air fryer နဲ့တစ်မျိုးကင်ဖို့အတွက်ဘန်းထဲမှာတေချာလေးစီပြီးထည့်ထားလိုက်မယ်အမဲသားကိုအပူချိန်150နဲ့တနာရီကင်မယ်အသားကိုအရေရွှဲလေးနဲ့ medium rare စားကျင်တဲ့သူတွေကအပူချိန်120နဲ့မိနစ်40လောက်ပဲကင်းနေဆိုရင်အဆင်ပြေတယ်ကျွန်တော်ကတော့မာလာမုန့်နဲ့တို့စားတာကြိုက်လို့အသားကိုကြက်တဲ့အထိကင်ထားလိုက်တယ်ကင်ပြီးသွားရင်အခုလိုပပလေးတွေလှီးထားမယ်လှီးထားတဲ့အမဲသားပြားလေးတွေကို3ပုံပုံလိုက်မယ်ပြီးရင်2ပုံကိုစီပူထဲမှာအကျွတ်ကြော်မယ်ကြော်ထားတဲ့အမဲသားကျွတ်ကြော်တစ်ဝက်ကိုချင်းကြက်သွန်ဖြူကြက်သွန်နဲ့အိုးထဲမှာလှိမ့်နိုင်မယ်ခရီးစီနဲ့ဘဲငံပြားရည်လေးထည့်ပြီးတော့ကြက်သွန်မိတ်လေးအုပ်မယ်စားလေးဖြူနှမ်းလေးဖြူလိုက်ရင်အမဲကြော်2မျိုးနဲ့မာလာအမဲကင်အားလုံးပေါင်း3မျိုးရပြီဗျာကျွန်တော်ကတော့ကင်ပြီးသားအတိုင်း original အကြိုက်ဆုံးပဲကဲဘယ်ဟာအကြိုက်ဆုံးဖြစ်မလဲဆိုတာကိုလှုပ်ရှားပြီးရင်ပြန်ပြောခဲ့အောင်နော် Cheers ကျွန်တော်လှုပ်ရှားတဲ့နီးထက်ပိုကောင်းတဲ့နီးတွေရှိလို့ရှိရင်လေကွန်မန့်မှာမန်းကပေးကြပါဦး မာလာမုန်းနဲ့တို့စားပတ်တိပဲဘာဆာဆာမွေးလေးနဲ့စား